ပြောကလေးတို့ငါ့ကိုရှာတွေ့သွားကြပြီပေါ့ စိန်ဖူးတော်လေးရဲ့အယောင်တွေမှိန်သွားပြီသူ့ကိုပြန်တောက်ဖို့အလင်းတန်းအစ်စ်လိုအပ်နေတယ်မှန်ရဲ့ထောက်မှန်ကိုချိန်ညှက်တိလိုက်ရင်အလင်းတန်းကစိန်ဖူးတော်စီရောက်သွားမှာပဲအလင်းတွေကွဲထွက်သွားပြီကြည့်ရတာအယမ်းလှတာပဲဟာအောင်မြင်ပြီဟီးစိန်ဖူးတော်လေးပြန်တောက်ပေါက်လာပြီတို့တွေကုန်းပေါင်ခေရဲ့ခမ်းနားမှုပြန်ဖော်ဆောင်နိုင်ခဲ့ပြီကလေးတို့ရေသမိုင်းဆိုတာဒီလိုမျိုးထိမ့်သိမ့်ရမှာပါကျေးဇူးတင်ပါတယ်စိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတွေနဲ့ဟာတာဗီဒီယိုလေးတွေကြည့်ဖို့အတွက် David Channel ကို Subscribe နဲ့ Follow ထားပေးပါဦးနော်